အားလုံးပဲပြီးဆုံးသွားပါပြီ Manchester United ရဲ့အမှတ်ပေးဖလားအိမ်မက်ဟာအခုတော့တရားဝင်ချုပ်ငိမ့်သွားခဲ့ရပါပြီတကယ်တော့ဒီလိုမျိုးဝမ်းနဲ့စရာကောင်းတဲ့အဆုံးသတ်မျိုးနဲ့မပြီးဆုံးခဲ့တင်ဘူးဗျာအိမ်ကွင်းမှာ West Ham ကိုတကိုးစီတရေကျခဲ့တဲ့ပွဲကစားလို့ကစားသမား10ယောက်တည်းရှိတဲ့ Newcastle ကို2 ဂိုး 1 ဂိုးနဲ့မထင်မှတ်ပဲရှုံးနိမ့်ခဲ့တဲ့ပွဲတွေထိအရာရာဟာစိတ်ပျက်စရာတွေကြီးပါပဲဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးဘုံမောက်တဲ့ပွဲမှာဒိုင်လူကြီး Stuart Atwell ရဲ့ဆုံးဖြတ်ချက်က United ပရိသတ်တွေယုံကြည်ထားတဲ့အနိုင်3မှတ်ကိုလက်လွတ်စေခဲ့ပြန်တယ် Michael Carrick ရဲ့အစွမ်းကုန်စူးစမ်းခဲ့ပါတယ်ဒီအသင်းကိုသူတို့တင်ပေးခဲ့တဲ့ရမှတ်ကွာဟချက်ကိုခြုံပေးခဲ့တဲ့ပရိသတ်တွေကိုမျှော်လင့်ချက်တွေပြန်ပေးခဲ့တယ်ဒါပေမဲ့အင်္ဂလန်အမှတ်ပေးလိဂ်မှာမျှော်လင့်ချက်တစ်ခုတည်းနဲ့တင်မလုံလောက်ဘူးဆိုတာအခုတော့လက်တွေ့ကတက်တည်ပြနေပြီလေကဲကျွန်တော်တို့လက်ရှိအခြေအနေကိုရိုးရိုးသားသားရင်ဆိုင်ကြည့်ရအောင်အခုချိန်မှာ United ဖလားရဖို့ဆိုရင်ကြန့်ရှိနေတဲ့9ပွဲလုံးကိုအနိုင်ကစားရမယ်တစ်ဖက်မှာလည်း Arsenal နဲ့ Man City တို့က6ပွဲစီဆက်တိုက်ရှုံးပေးဖို့လိုအပ်နေပါပြီစဉ်းစားတာကြည့်ပါဒါကမျှော်လင့်ချက်မဟုတ်တော့ဘူးစိတ်ကူးရင်အိမ်မက်တက်တက်ပဲဖြစ်သွားပါပြီနာကျင်ရတယ်စိတ်ပြက်ရတယ် United ပရိသတ်အများစုအတွက်ဒါဟာလုံးဝလက်ခံနိုင်စရာမရှိတဲ့ကိစ္စပါဘာလို့လဲဆိုတော့ဒီယာတီဟာအရင်ယာတီတွေနဲ့မတူပဲထူးခြားလိမ့်မယ်လို့အားလုံးကမျှော်လင့်ခဲ့ကြတာကိုဒါပေမဲ့ဘယ်သူမှမမေးရတဲ့မေးခွန်းတစ်ခုရှိနေပါတယ်အဲ့ဒါက United ဟာဖလားလမ်းကြောင်းပေါ်ကနေသူတို့ဘာသာသူတို့ချော်လဲသွားတာလားဒါမှမဟုတ်တစုံတစ်ယောက်ကတွန်းချလိုက်တာလားဆိုတာပါပဲကိုယ့်ဘက်ကမှားယွင်းမှုတွေလွဲချော်ခဲ့တဲ့အခွင့်အရေးတွေဒါမှမဟုတ်ပွဲရလဒ်ကိုပြောင်းလဲသွားစေခဲ့တဲ့ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေလားတခုတော့သိချပါတယ်ဒီဖလားပြိုင်ပွဲဟာတိတ်တိတ်ဆိတ်ဆိတ်နဲ့လက်လွတ်သွားတာမျိုးမဟုတ်ပဲတစစီပြိုလဲပျက်စီးသွားခဲ့တာပါအခုတော့နောက်နောက်တွေပဲကြံရစ်ခဲ့ပါပြီရိုးရိုးသားသားပြောကြစမ်းပါ United ဟာသူတို့ရတဲ့ဖလားကိုကိုယ်တိုင်ပဲလက်လွတ်ခဲ့တာလားဒါမှမဟုတ်လမ်းမှာတိုက်ခိုက်လူယူခံလိုက်ရတာလားတင်တို့ရဲ့အမြင်တွေကိုအခုပဲမှတ်ချက်ကဏ္ဍမှာရေးပေးခဲ့ကြပါဦးတကယ်လို့တင်ဟာစိတ်ပြက်နေတဲ့ United ပရိသတ်တယောက်ဆိုရင်အသေးပေးဖို့မမေ့ပါနဲ့ဒီဇလန်ကဒီမာတင်ပြီးသွားတာမဟုတ်သေးလို့ကျွန်တော် channel စီမှာစောင့်ကြည့်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်